Max for everyday မှာဒီချက်ချောဖြစ်ပါတယ်ဒီနေ့ကလေးတို့ကိုသင်ပေးတဲ့သင်ခန်းစာကတော့ triangle properties တွေရဲ့အပိုင်းလေးကိုသင်ပေးမှာဖြစ်ပါတယ် second center of a triangle တောင်ဘက်ဆဝိုင်းဘဟုเนาะအဲ့တော့တောင်ဘက်ဆဝိုင်းဘဟုဆိုတာဘာကိုပြောတာလဲ triangle နဲ့ဘယ်လိုသက်ဆိုင်မှုရှိလဲဆိုတာကိုစမ်းမဖက်ခင်ခြေတို့ပုံကိုပဲအရင်လေ့လာကြည့်ရအောင်အခုဒီချက် triangle တစ်ခုအဲ့ဒီ triangle တစ်ချက်နာမည်ပေးပါမယ် triangle ABC အဲ့ဒီ triangle မှာ size တွေရှိပါတယ် AB BC AC အဲ့ဒီ size တွေရှိမယ်အဲ့ဒီ size တွေပေါ်မှာဒီချက်တို့တွေက ruler တွေ protractor တွေကိုတင်ပြီးတော့ထဝက်ပိုင်းတောင်းမှန်မြင်းကိုဒီချက်တို့ဆွဲရပါမယ်เนาะအဲ့တော့အရင်ဆုံးဒီချက်ကဒီမှာ BC ကိုထား BC ပေါ်မှာ ruler ကိုတင်လိုက်တယ်သူရဲ့ length ကကြတော့ 30.2 73.2เนาะအဲ့တော့ 30.2 ကိုခြေတို့တက်ဝက်လိုက်တော့ 6.6 ရပါတယ်အဲ့ဒီ 6.6 ကိုခြေတို့မှတ်ပါမယ်မှတ်ပြီးပြီဆိုလို့ရှိရင်ခြေတို့တွေ protractor ကိုအဲ့ပေါ်မှာတင်ပါbisector လောက်ပြီးတော့ပြီပေါ့နော် bisect လောက်ပြီး y ဆိုလို့ရှိရင် perpendicular line ဆွဲရပါမယ်အဲ့တော့ခြေတို့90 degree perpendicular line ဆွဲလိုက်ပါတယ်ဒီလိုပုံစံရပါတယ်เนาะအဲ့တော့ဒီအမှတ်ကိုခြေတို့တွေက P လို့နာမည်ပေးပါမယ် BP နဲ့ BC နဲ့ညီပါတယ်အခုဒီခြေတို့တွေက AC ပေါ်မှာ ruler တင်ပါမယ်AC ပေါ်မှာဒရီ ruler တင်မယ် ruler တင်ပြီးရင် AC ရဲ့အတိုင်းကဘယ်လောက်ရတာလဲ 10.6 ရမယ်ဟုတ်ပြီနော်အဲ့ဒီ 10.6 ကိုခြေတို့တွေကတဝက်ဝက်တော့ 5.3 ရတယ်ကဲဒီမှာခြေတို့တွေ 5.3 အမှတ်အဲ့ဒီအမှတ်ပေါ်မှာခြေတို့တွေက protractor တင်ရပါမယ် protractor တင်ပြီးတော့90 degree မြင်းကိုခြေတို့တွေဆွဲရပါမယ်ကဲခြေတို့ဒီမှာ protractor တင်လိုက်ပါပြီအဲ့ဒီပေါ်မှာ perpendicular line ဆွဲမယ်အဲ့ဒီအမှတ်ကနေ perpendicular line ဆွဲပါမယ်90 degree ကိုမှနည်းနည်းတူကဲအားဆိုရင်ခြေတို့ perpendicular line ဆွဲလိုက်ပါပြီဒီမှာ90 degree ပါเนาะအဲ့တော့ဒီအမှတ်ကိုခြေတို့တွေက P Q လို့ယူပါမယ် AQ နဲ့ QC နဲ့ညီပါတယ်ဒီတစ်ခါခြေတို့တွေက AB ပေါ့ဟို ruler တင်ပါမယ် AB ရဲ့အလယ်မှတ်ကိုယူပါမယ် AB ရဲ့အလယ်မှတ်ကိုယူပါမယ်12.2 ရပါတယ်เนาะအဲ့တော့ 12.2 ရဲ့တဝက်ကကြတော့ 6.1 အဲ့ဒီ 6.1 ပေါ်မှာခြေတို့တွေ protractor တင်ရပါမယ်အဲ့တော့ 6.1 ပေါ်မှာခြေတို့တွေ protractor တင်ပါ90 degree line တစ် line ဆွဲရပါမယ်ကဲခြေတို့တွေ90 degree line တစ် line ဆွဲလိုက်ပါဒီမှာ90 degree line တစ် line ဆွဲလိုက်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဆွဲပြီးသွားပါပြီအဲ့တော့ခြေကဒီအမှတ်ကို PQ ဆိုတဲ့အတွက် R လို့နာမည်ပေးပါမယ် AR နဲ့ RB နဲ့ကတူပါတယ်ကဲခြေတို့ protractor ကိုဖယ်လိုက်ရအောင်အဲ့ဒီ angle bisector ပေါ့ပေါ့နော် perpendicular bisector ပါနော်အဲ့တော့ perpendicular bisector မြင်းတွေကအမှတ်တစ်မှတ်မှာသွားပြီးတော့စုံတွေ့နေပါတယ်အဲ့ဒီအမှတ်ကိုခြေက O လို့နာမည်ပေးလိုက်ပါမယ်နော်ဒါက perpendicular ဖြစ်တဲ့ perpendicular bisector တွေကအမှတ်တစ်မှတ်မှာလာပြီးတော့စုံနေပါတယ်ကဲခြေတို့နောက်ထပ်တွေ့ရှိချက်ဘာရမလဲခြေ compass ကိုယူလိုက်ပါပြီဒီကောင်ကိုခြေက center ထားလိုက်ပါပြီနော်အဲ့တော့ဒီမှာအမှတ်တစ်မှတ်ခြေ A ဘက်မှာဒီခြေကခဲအမှတ်ကိုတင်ပါမယ်ကဲဒီချက် center ကနေပြီးတော့မှခြေတို့ဆွဲကြည့်တဲ့အခါမှာဘာတွေ့ရှိချက်ရမလဲကြည့်ရအောင်နော်ကဲဟုတ်ပြီခြေတို့ဘာတွေ့ရလဲဆိုလို့ရှိရင်စဝိုင်းတဝိုင်းရသွားပါတယ်เนาะအဲ့တော့ center ကနေပြီးတော့မှအခု angle bisector perpendicular bisector မြင်းနေရဲ့အမှတ် O ကနေပြီးတော့မှအမှတ် O ကနေပြီးတော့မှ ABC ပေါ့ရှင်းလှမ်းပြီးတော့ဆွဲလိုက်တဲ့အခါမှာစဝိုင်းတဝိုင်းရပါတယ်တနည်းအားဖြင့် OA OB OC ဆိုတာ equal distance ဖြစ်ပါတယ်အဲ့ဒီ
O ကိုတချင်တို့တွေက center of a triangle တနည်းအားဖြင့်တောင်းမှန်ကြထက်ဝက်ပိုင်းမြင့်နေစုံတဲ့အမှတ်ကိုတောင်းပတ်စာဝိုင်းဗဟိုလို့ခေါ်ပါတယ်တဲ့ကဲချေတို့စာဖတ်ကြည့်ရအောင် second center of a triangle. The second center of a triangle is the point where the perpendicular bisector of its three sides intersect. Perpendicular bisector မြင်းနေရဲ့အမှတ်3မဲ့စုံတဲ့နေရာဖြစ်ပါတယ်ဒီ O ကိုပြောတာပါเนาะအဲ့တော့ it is highly significant အရေးပါအရာရောက်တယ်ပေါ့နော် because it is always equidistant တူညီတဲ့အကွာအဝေးမှာရှိတယ် from all three vertices of the triangle တဲ့ three ခံရဲ့ vertex တွေ3ခုနဲ့တူညီတဲ့အကွာအဝေးမှာရှိတော့ကြောင့်ဖြစ်ပါတယ်ပေါ့နော် acting as the exact center of its circumcycle ပေါ့နော်အဲ့တော့ circumcenter ရဲ့ဗဟိုမှာတူညီတဲ့အကွာအဝေးနဲ့တည်ရှိနေပါတယ် the cycle က that passes perfectly ဖြတ်သန်းသွားတယ် through all three points အဲ့ဒီ point 3 point ကိုဖြတ်သန်းသွားပါတယ်အဲ့ဒီ point ကိုတော့cycle center of a triangle တဲ့အဲ့တော့3တောက်ပတ်စဝိုင်းဗဟိုလို့ခေါ်ပါတယ်တဲ့အဲ့တော့သားတို့သမီးတို့က triangle တစ်ခုကိုအရင်ဆွဲပါအဲ့တော့သူ့ရဲ့အနားတွေကိုထောက်ဝက်ပိုင်းပါပြီးရင်အဲ့ဒီအလယ်မှတ်တွေကနေ perpendicular line တွေကိုဆွဲပါ perpendicular bisector size တွေရမယ်အဲ့ဒီဟာတွေကိုဆွဲတဲ့အခါမှာအဲ့ဒီမြင်း၃ချောင်းကအမှတ်တစ်ခုမှာသွားပြီးစုံတာကိုတွေ့ရမယ်အဲ့ဒီ center O ကနေပြီးတော့မှ triangle ရဲ့ vertex ကနေကျဲတို့တွေ compass နဲ့လှမ်းပြီးဆွဲလိုက်တဲ့အခါမှာစဝိုင်းတစ်ခုရသွားပါတယ်အဲ့ဒီ O ကနေပြီးတော့မှလှမ်းဆွဲတဲ့ OA ရဲ့ OB ရဲ့ OC ရဲ့က equidistant ဖြစ်တာကိုသွားတွေ့ရပါတယ်အဲ့ဒီအမှတ်ကို second center of a triangle တဲ့နောက်ပတ်စဝိုင်းဗဟိုလို့ခေါ်ပါတယ်တဲ့အဲသားတို့သမီးတို့လက်တွေ့ဆွဲကြည့်ပါနော်ကဲဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာထပ်ပြီးတော့တွေ့ကြပါမယ် bye bye